အလုံးပဲမင်္ဂလာပါမနေ့ကစီလီထားသွားတယ်ပေါ့နော်တပတ်တခါအမြဲတမ်းဒီလိုမျိုး web market ကိုသွားပြီးတော့မှစီသုံးရတယ်ပေါ့နော်ဒီ web market မှာကျတော့ဒီဈေးချိုတဲ့ဒီတီးတွေအရွက်တွေမျိုးစုံရှိတယ်ပေါ့နော်ဒီ web market မှာစီသုံးရတာပို့ပြီးတော့မှဘယ်လိုပြောမလဲဒီတဘာဝနဲ့ဆန်တယ်လို့ခံစားရတဲ့ဒီ NTUC ထဲမှာမျိုးတို့အဲ့လိုမျိုးဈေးသုံးတာ fair price ထဲမှာတော့ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ဟာပေါ့နော်တချို့တော့အားရကြတော့နည်းနည်းလေးဈေးကြီးတယ်ပေါ့နော်ဒီလိုမျိုးပဲ market ကျတော့လက်ဆက်တယ်ဈေးလည်းအရန်ချိုးတယ်ပေါ့နော်အကြောင်းလို့ကျွန်မကျတော့ဒီလိုမျိုး market ကိုဈေးသုံးရတာအရန်သဘောကျပါတယ်ငရုတ်တီးတွေဆိုရင်တကယ်ကြီးမှ$5ပဲချီးပဲပေါ့နော်တီးနံလည်းမျိုးစုံပဲကိုမှလိုအပ်တဲ့သူတစ်ဖြစ်ပေါ့နော်ဒီလိုမျိုးကိုလိုဟင်းသီးရွက်ကြိုက်တဲ့လူတွေအတွက်ကျတော့ဟင်းသီးရွက်ကလုံးဝအစုံကိုရှိတယ်ပေါ့နော်ပြုံသီးရောနွေးမကအစသူတို့ကအကုန်လုံးရှိတယ်ဟိုကကျတော့ဒီလိုမျိုးစီးထဲသွားရတာကိုပျော်တယ်ဒီကြရင်ကိုအကြိုက်ဆုံးဒီရဲ့တီလဲဝယ်လာခဲ့တယ်ပေါ့နော်ဒီရဲ့တီလဲစီးအရန်ချိုးပါတယ်အလုံးကြီးဟိုမှာတကြက်ကိုနှလုံးလားဟုတ်တယ်တကြက်နှလုံးရယ်ဒါကြီးတဲ့အလုံးကျတော့တကြက်ခွဲတို့အဲ့လိုမျိုးရှိရပေါ့နော်ဒီလိုမျိုးတစ်ခါစီသုံးရပါတယ်ခေးတွေအတွက်ပါဟိုအတွက်ကျတော့ဘာမှသိမဝယ်ခဲ့ပါဘူးဒီမှာကစက်သားဆိုင်ပေါ့နော်ခွေးလေးအတွက်ကြက်ရိုးလာဝယ်ပါတယ်သူကကျတော့အိမ်မှာခွေးလေးတစ်ကောင်ရှိပါတယ်ခွေးလေးကအမြဲတမ်းစက်သားကြိုက်တော့အမတဲတီအကြီးဟိုမှာကြက်ခွဲပဲတဲ့အရင်တော့မှတစ်ကြက်ပဲအခုနည်းနည်းလေးစီးတက်သွားတယ်ပေါ့နော်50ကျားလောက်တကယ်ဟိုစီးချိုးပါတယ်ဒီမှာတဲတီရမ်းကြိုက်တော့တဲချီတဲ့နေရာပဲအများကြီးလိုက်ရိုက်ပြနေတာပေါ့နော်ကြည့်ပါဦးအကြီးပါဒါပေမဲ့အဲ့ဒီအကြီးမဝယ်ဖြစ်ခဲ့ပါဘူးရှင်ပြန်တော့မယ်စကူတာတေးလေးနဲ့ပဲ